ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီနေ့လာပြီးတော့ပေါ့နော်ထိုင်ရောက်ရွှေမြန်မာတွေကိုမှတ်ထားကဘယ်လိုမျိုးတွေနဲ့ sharing ပေးမှာလဲဆိုတာကိုပေါ့နော်ဒီနေ့လာပြီးပြောပြကြမယ်ပေါ့နော်ဒီနေ့မှာမှတ်ထားကဘယ်လိုမျိုးလေးကိုဗီဒီယိုလေး sharing လုပ်ပေးမှာလဲဆိုရင်တော့ထိုင်ရောက်ရွှေမြန်မာတွေလက်ရှိမှာထိုင်းနိုင်ငံအစိုးရကနေလူဟောင်းသက်တမ်းတိုးထားတဲ့သူတွေပေါ့နော်နှစ်သမားပေါ့ဝါအဲ့ဒါကဘယ်လိုပုံစံတွေကိုလာပြီးပြောပြပေးမလဲဆိုရင်လက်ရှိခက်ခဲဖြစ်နေတာကကြတော့သက်တမ်းတိုးသမားနှစ်ကိုမှနေမနစ်ရထားပြီးတဲ့သူကဘိုင်ကျိန်အော်ရပြီးတော့တတိအဟောင်းကနေတတိအတစ်ကိုပြောင်းချင်နေဆိုရင်တော့နှစ်ဦးတဘောတူရဲ့လက်မှတ်ကိုလိုအပ်တယ်ဆိုတာကိုမိမိတို့ကသိကြပြီးပြီလားအခုမှတ်ထားကဗီဒီယိုကလစ်ထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဘိုင်ကျိန်အော်ကတတိအဟောင်းကနေထုတ်လာပြီးဆိုရင်တော့အချိန်ကတိုင်းတာကရက်60ရပါတယ်ရှင်ရက်60အတွင်းထဲမှာတတိအတစ်နဲ့ကျိန်ခောက်ရမှာဖြစ်ပါတယ်ကျင်းခောက်တဲ့အချိန်ကြရင်လည်းငကိုတတိအဟောင်းကနေမှလက်မှတ်ကိုတဘောသူစာရွက်စာတန်းကိုလက်မှတ်ထိုးပေးပြီးတော့မှသာတတိအစ်စ်ထဲမှာကျင်းခောက်ထည့်ပြီးတော့မှတတိအစ်စ်နဲ့ဝက်ပါမီသက်တန်းကိုနောက်ထပ်2နှစ်ရရှိမှာဖြစ်တယ်နော်အဲ့ဒါကဘယ်သူမှမသိသေးတဲ့ဗီဒီယိုကလစ်လေးဖြစ်ပါတယ်ရှင်ကဲဒီမှာဆိုရင်တော့မှတ်ထားလို့ကြည့်လိုက်ရအောင်ပေါ့နော်ဒီဗီဒီယိုကလစ်ထဲမှာဆိုရင်တော့ name နစ်တီသက်တန်းတိုးထားမဲ့သက်တန်းတိုးထားတဲ့သူ name နစ်တီအပေါ်မှာမှတ်ထားပြထားတဲ့အတိုင်းပါပဲရှင်ဒီ name နစ်ကအချိန်တိုင်းတာကတတိအဟောင်းကနေမှ name နစ်ကိုတင်ထားခြင်းရှောင်းလွာတင်ထားခြင်းကိုခံပြုပါရဲ့ရှင် name နစ်ကိုရထားပြီးတော့မှတတိပြောင်းကျင်တဲ့သူတွေကနံပါတ်1ဒီ name နစ်စာရွက်ရဲ့ငကို passport visa work permit ဆိုတာကိုလိုအပ်ပါရဲ့တတိအဟောင်းကနေတတိအစ်စ်ကိုပြောင်းတဲ့အချိန်ကျရင်တတိအဟောင်းကနေဘိုင်ကျင်းအော်ဆိုတဲ့စာရွက်နဲ့တတိတဘောသူလက်မှတ်ဆိုတာကိုလိုအပ်ပါရဲ့ဒါမှတတိအစ်စ်မှာရက်60အတွင်းကျန်းခောက်ပြီးသွားတဲ့အချိန်ကျရင် name နဲ့အတစ်ကိုပြန်ဆောင်ရခြင်းဖြစ်ပါရဲ့ပြီးရင်တတိအတစ်နဲ့ပြန်ပြီးဆက်လုပ်ရခြင်းကကြတော့ visa 2နှစ် work permit 2နှစ်ကိုရရှိမှာဖြစ်ပါတယ်ပေါ့နော်ဒါကိုထိုင်းရောက်ရွှေမြန်မာတွေမသိသေးတဲ့အတွက်ကြောင့်လာပြီးပြောပြပေးတာနော်အရင်တော့ကဆိုရင်တော့ name နှစ်ကိုတတိအဟောင်းမှာပြီးစီးအောင်လုပ်ရမယ်ဆိုပြီးတော့တည်င်းနေကောလာဟာလာတွေထွက်နေတယ်ပေါ့နော်ဒါကလက်ရှိမှာမှတ်ထားလာပြောပြပေးတာတည်င်းအမှန်ဖြစ်တယ်ပေါ့နော်တက်တန်းတိုးထားတဲ့လူသမားတွေပေါ့နော် name နှစ်ရပြီးတော့တတိအစ်စ်မှာကျန်းခောက်တယ်ဆိုရင် name နှစ်အစ်စ်လည်းရတယ် work permit 2နှစ် visa 2နှစ်မှာပြန်လျှောက်လို့ရတယ်နော်နောက်တစ်ခုကကြတော့သွေးလဲပြန်စီရတယ်ပြီးရင်ကျမ်းမာရေးအာမခံကိုလည်းအနည်းဆုံး6လအကျော်ထက်ကိုတစ်နှစ်ဝယ်ပေးရတာဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ကိုယ့်ရဲ့ရွှေ့ပြောင်းအလုပ်သမားတွေဒီတန်းတိုးထားတဲ့လူတွေပေါ့နော် name နှစ်ရပြီးတော့စိတ်မပူပါနဲ့နော်တတိအစ်စ်နဲ့ပြန်ပြီးကျန်းခောက်ပြီးတော့မှသာ name နှစ်အစ်စ်ကိုပြန်ဆောင်ကင်ဆောင်ရခြင်းဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့လူဟောင်းတက်တန်းတိုးသမားတွေ